ငါသိတယ်ငါသိတယ်ငါသိတယ်အချိန်တိုင်ငေါ့ဘုရားခင်ကအတီးတီးစေမယ်အရွက်မညှိုးတော့တဲ့အပင်ကဲ့သို့ဖြစ်လိမ့်မယ်ပြုတ်လေသမျှမှာအောင်လိမ့်မယ်ရန်သူတွေရှေ့မှာငါစပွဲခင်းမယ်ငါရဲ့ကောင်းစီနဲ့လိမ့်မယ်ငါရဲ့ခွက်ဖလောက်ရှန်ထွက်စေမယ်အားနေတဲ့ຢာတွေအားသာချက်ပြဖြစ်လာလိမ့်မယ်မိုးကျွေးရတဲ့ຢာတရှင်းဆိုရတဲ့ခွင့်ဘုရားခင်ပြန်ပေးလိမ့်မယ်အာမင်ဘသူကြောင့်လဲဘသူကြောင့်လဲအဲ့လိုမျိုးဝန်ခံတတ်တဲ့ယုံတတ်တဲ့ဖခင်သားသမီးတွေကိုလောကကြီးအားကိုးခြင်းလို့စောင့်ဟာလေလုယာဘုရားခင်သင်တို့အသက်တာထဲမှာဒီနေ့အလကားသင်တို့ဒီမှာရောက်လာတာမဟုတ်ဘူးအတွေးခေါ်တွေပြင်ပလိုက်တော့စဉ်းစားတဲ့ပုံတွေပြင်ပလိုက်တော့တရားထိုက်တန်တော်သူဖြစ်တယ်မင်းပါထိုက်တန်လို့လေမင်းမနေ့ကဘာလုပ်ခဲ့လဲဆိုကောလာပြောဦးမယ်ဖြစ်ဖို့တော်မို့တော့ကိုရှေးကာလအရာတော့ဗမာနာအမှုတွေကိုငါပြုမကြည့်ရှုတော့ကြည့်ရှုတော့သင်ကြည့်တာမမားစင်နဲ့သင်အတိတ်ကိုပြန်မကြည့်နဲ့ယေရှုကြည့်လိုက်ယေရှုကြည့်လိုက်ယေရှုကြည့်လိုက်ယုံကြည်ခြင်းကိုအစအဦးစီရင်၍တောင်းလင်းစေသောသခင်ယေရှုကိုစိတ်ဒီကိုတင်လည်းမကြည့်နဲ့တရားအားနဲ့ချက်လည်းမရှိနဲ့ယေရှုအပြင်ငါကထိုက်တန်တယ်ငါကစုံလင်းတယ်အမှုသစ်ကိုပြုမဲ့သူဖြစ်တယ်ဘုန်းတော်ထင်ရှားမဲ့သူဖြစ်တယ်ရန်သူတွေရှေ့မှာစပွဲခင်းမယ်ငါရဲ့ခေါင်းဖျားစီးနဲ့လိမ့်မယ် come on ငါရဲ့ခေါင်းဖျားစီးနဲ့လိမ့်မယ်ငါရဲ့ခွက်ဖလားပြောငါရဲ့ခွက်ဖလားရှန်ထွက်နေတယ်နေအဲ့တိုင်းဝါခါကြည့်ပါဒီနေ့စပ်နေအဲ့လိုစဉ်းစားမှာအဲ့လိုတွေးခေါ်မှာအဲ့လိုဝန်ခံမှာစာရအရန်ကြောက်နေတာသူတိတ်ကြိုက်တာပါလေတဲ့လားစိတ်ဓာတ်တွေကြာပြီတော့ငါမကောင်းငါဘာမှလာမပြောနဲ့ငါမကောင်းအဲ့ဒါသူလို့ရှင်းနေတာ come on ခါချလိုက်ငါနဲ့မဆိုင်ဘူးအမင်္ဂလာငါနဲ့မဆိုင်ဘူးခါချလိုက်အမင်္ဂလာငါနဲ့မဆိုင်ဘူးယောဂတွေငါနဲ့မဆိုင်ဘူးဆင်းရဲခြင်းတွေငါနဲ့မဆိုင်ဘူးဆုံးရှုံးခြင်းတွေငါနဲ့မဆိုင်ဘူးယေရှုနဲ့ဆိုင်သောကြောင့်ဝမ်းမြောက်တယ်ယေရှုနဲ့ဆိုင်သောကြောင့်ဝမ်းမြောက်တယ်ယေရှုနဲ့ဆိုင်သောကြောင့်ဝမ်းမြောက်တယ်